တခါတော့ကအိမ်အကြီးကြီးတစ်ခုထဲမှာနေထိုင်နေတဲ့ကြွက်အုပ်စုတစ်စုရှိပါတယ်အဲ့ဒီကြွက်တွေကအဲ့ဒီအိမ်ထဲမှာနေရတာကတော်တော်ကြီးကိုအဆင်ပြေတယ်အစားအသောက်အတွက်လည်းအဆင်ပြေတယ်အနေအထိုင်အတွက်လည်းသူတို့အဆင်ပြေကြတယ်ဒါပေမဲ့တစ်ခုပဲအဲ့တစ်ခုကသူတို့ကိုတိတ်ပြီးတော့မှအနှောက်အယှက်ပေးနေတယ်အဲ့ဒီတစ်ခုကြောင့်မလို့သူတို့ကမစားရမအိပ်ရเนาะဒုက္ခတွေရောက်နေကြတယ်မစားနိုင်မအိပ်နိုင်ကြောက်နေရတယ်အဲ့ဒီနှောက်ယှက်တစ်ခုကဘာလဲဆိုတော့တို့ကြောင်ကြီးတစ်ကောင်ပါအဲ့တော့အဲ့ဒီအိမ်မှာနေနေတဲ့ကြောင်ကြီးတစ်ကောင်အဲ့ဒီကြောင်ကြီးကြောင့်မလို့တို့ဒုက္ခရောက်နေကြရတာအဲ့တော့တရက်တော့တို့ထဲကကြွက်ခေါင်းဆောင်ကအစည်းအဝေးခေါ်တယ်နော်ကြွက်တွေအားလုံးကိုကဲမောင်ကြွက်တို့ဖွဲ့ကြီးငါတို့အခုလောလောဆယ်တော့အစားတောက်နေထိုင်ရတော့အဆင်ပြေပါရဲ့သို့တော့ကြောက်ကြောက်လန့်လန့်နဲ့နေရတယ်မင်းတို့သိတဲ့အတိုင်းပဲဘာလို့ကြမလဲဒီကြောင်ကြီးကိုဆိုတော့အဲ့သူတို့ဘလို့မှအဖြေမရအောင်နော်အဲ့တော့ဘလို့မှအဖြေမထွက်ဘူးဘလို့လုပ်ရမလဲနော်ဒီကြောင်ကြီးရဲ့ရန်ကိုအဲ့ဒီအဖွဲတွေကငယ်ဆုံးကြွက်ကထပြီးတော့မှအကြံပေးတယ်โอเคအဲ့တော့ကြွက်မင်းကြီးနဲ့ကြွက်ဆရာကြီးနဲ့ကြွက်အုပ်စုပေါင်းတို့ခင်ဗျာကျွန်တော်အကြံတစ်ခုပေးခြင်းတယ်အဲ့ဒီအကြံတစ်ခုကိုသာလိုက်လုပ်မယ်ဆိုလို့ရှိရင်ဒီကြောင်ရဲ့ပြဿနာဒီကြောင်ရဲ့အန်ရဲ့နဲပါလိမ့်မယ်ဆိုပြီးတော့မှအကြံပြုသူကဘာဆက်ပြောလို့ဆိုတော့အဲ့ဒီကြောင်ကြီးရဲ့လေဘင်းမှာသာခေါင်းလောင်းဆွဲပေးနိုင်ရင်ကျွန်တော်တို့အဲ့ဒီကြောင်ကြီးဘယ်ကိုရောက်နေတယ်ဘယ်သွားနေတယ်ဆိုတော့ကျွန်တော်တို့သိရလိမ့်မယ်သိရပြီဆိုလို့ရှိရင်ကျွန်တော်တို့ကြွက်အုပ်စုကရှောင်ကွင်းပြီးတော့မှနေလို့ရတယ်ဆိုပြီးတော့မှအကြံပြုလိုက်တယ်အဲ့တော့အကြံပြုလိုက်တော့အားလုံးကဒီအကြံကိုသဘောကျတယ်လက်ခံတယ်ဟုတ်ပြီအဲ့တော့ကြွက်ခေါင်းဆောင်ကြီးလည်းသဘောကျတယ်မှန်တာပေါ့ဒီလိုလုပ်ရမှာပေါ့ဒါပေမဲ့ပြဿနာပါလဲဆိုတော့အဲ့ဒီကြောင်လေဘင်းကိုဘလို့ခေါင်းလောင်းဆွဲမှာလဲ how you build the cat ဆိုတော့ဘလို့မှအဖြေလည်းမရဘူးတစ်သက်လုံးလည်းအဲ့ဒီကြောင်ကြီးကိုကျွန်တော်တို့ခေါင်းလောင်းဆွဲမသွားနိုင်သူတို့တစ်သက်လုံးလည်းကြောက်လန့်စွာနဲ့နေထိုင်သွားရတယ်ဒီကြောင်ဟောင်းကနေပြီးတော့မှအခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်လူငယ်တွေမိတ်ဆွေတွေကိုကျွန်တော်ဗာပြောချင်တာလဲဆိုတော့သူတို့ဘဝတွေမှာလည်းဒီတိုင်းပဲတစ်ခါတလေမှာစီးပွားရေးလိုတစ်ခါတလေမှာကျွန်တော်တို့မှာ idea တွေကောင်းတယ်ကိုယ့်ရဲ့လုပ်ငန်းကိုကျွန်တော်တို့ကတစ်ဆင့်တက်ဖို့အတွက်ငါတို့ marketing လုပ်ရမယ် branding လုပ်ရမယ်နော် system တွေချရမယ် customer relationship ဒီလိုလုပ်ရမယ်ဒါမျိုးတွေကျွန်တော်တို့ idea တွေကောင်းပေမဲ့အကောင့်ထဲမှာပေါ်နိုင်တဲ့အခါမှာဒီလုပ်ငန်းကကျွန်တော်တို့မတိုးတက်တာတွေရှိတယ်ပြောချင်တာဒီ idea ကောင်းတိုင်း execute လုပ်လို့မရဘူးဆိုတာကိုကျွန်တော်တို့ကပြောတာโอเคနောက်ထပ်တစ်ခုဒီကျွန်တော်တို့က idea တော့ရှိပါရဲ့ strategy မရှိရင်အရန်စိတ်ညစ်ရတယ်ပူပန်ရတယ်လုပ်ငန်းရှင်တွေအနေနဲ့ဟော idea ကြီးရှိတယ်ဟာဒီ idea နဲ့ဒီလိုလုပ်မယ်သို့တော့ strategies တွေမချမှတ်နိုင်နော် strategy view တွေမချမှတ်နိုင်ဘာဖြစ်လဲဆိုတော့ပူပန်ရတယ်လှုပ်ချင်တာတွေအများကြီးကွာမလုပ်နိုင်ဘူးကွာလှုပ်ချင်လိုက်တာကွာမလုပ်နိုင်ဘူးကွာဆိုတော့ကျွန်တော်ဖြစ်နေအဲ့တော့ဘာလုပ်ရမှာလဲဆိုတော့ view ချရမှာ strategy ချရမှာနောက်တစ်ခုကကျွန်တော်ဘာလဲဆိုတော့ခေါင်းဆောင်လို့ခေါ်တဲ့ leader တွေဒီကျွန်တော်တို့က risk ယူရမှာเนาะအဲ့တော့ခေါက်တာပြောသလိုပဲနေဘင်းကိုဘယ်သူခေါင်းလောင်းဆွဲမှာလဲအဲ့တော့ခေါင်းဆောင်လောက်အောင်အဲ့တော့ဒီလောက်ကြီးကျယ်တဲ့ခက်ခဲကိုဒီအနေထားကိုကျွန်တော်ဘာလုပ်ရမှာလဲဆိုတော့ခေါင်းဆောင်ကခေါင်းလောင်းဆွဲရမှာအဲ့တော့ပြောချင်တာဒီပါလဲဆိုတော့လုပ်ငန်းတစ်ခုတည်းမှာကိုယ့်ရဲ့ idea business idea တွေ business strategies တွေကိုကျွန်တော်တို့ကအကောင့်ထဲပေါ်တော့မယ်ဆိုလို့ရှိရင် leader ဒီ risk ယူဖို့လိုတယ် risk ယူပြီးတော့မှဒီအကြောင်းအရာတွေကိုအကောင့်ထဲပေါ်ဖို့လိုတယ်နောက်တစ်ခုကကျွန်တော်တို့က comfort zone ထဲမှာနေပြီဆိုလို့ရှိရင် group မဖြစ်တော့ဘူးအဲ့ခုနဒီအိမ်မှာကြောင်ကြီးရှိနေတယ်အဲ့တော့အဲ့ဒီကြောင်ကြီးရှိတာကသူတို့ကအနှောက်အယှက်ဖြစ်နေတယ်ဒီနှောက်ယှက်ရှိတဲ့အတိုင်းနေမယ်ဆိုလို့ရှိရင်တို့ဘာမှတိုးတက်လာမှာမဟုတ်တော့အဲ့တော့တို့ risk ယူမှရမှာ comfort zone နဲ့ထွက်မှရမှာအဲ့တော့လုပ်ငန်းရှင်တွေဒီလည်းဘာလို့ဖို့လို့လဲဆိုတော့ comfort zone တွေကနေထွက်ဖို့လိုတယ်ဒါမှသာလေကျွန်တော်တို့ကကိုယ့်ရဲ့လုပ်ငန်းက growth ဖြစ်မှာဒါလေးကကျွန်တော်သဘောကျတဲ့ပုံမြင်လေးအကြောင်းကိုခြေခံပြီးတော့မှကျွန်တော်ပြောခဲ့တာဖြစ်ပါတယ်လုပ်ငန်းရှင်တွေအနေနဲ့ဒီထက်ကနေတွေးလိုက်နေတာလေးတွေရှိနေမယ်လို့ကျွန်တော်ထင်ပါတယ်အဲ့တော့ကျွန်တော်ကိုယ်တိုင်လည်းဒီပုံမြင်လေးကသူ့နာမည် Building the Cat ပေါ့နော်အဲ့တော့ကြောင်ကိုခေါင်းလောင်းဆွဲခြင်းဆိုတဲ့ပုံမြင်လေးပါဒါလေးကျွန်တော်သိလိုက်တဲ့အချိန်မှာကျွန်တော်လည်းအများကြီး idea တွေရခဲ့ပါတယ်အဲ့တော့ဒီကြောင်းတွေကနေပြီးတော့မှအခုဒီဗီဒီယိုကြည့်နေတဲ့တော်လူငယ်တွေမိတ်ဆွေတွေလုပ်ငန်းရှင်တွေဒီကြိုးစုံတွေရတယ်ဆိုလို့ရှိရင်တော့ comment မှာ yes လို့ရေးပေးပါဒီဗီဒီယိုဆုံးထအောင်ကြည့်ပြတော့လည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ကိုညံလေးအောင်ပါမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ